မင်္ဂလာပါကိုဟုတ်မင်္ဂလာပါမင်္ဂလာတယ်ဟုတ်အရင်ဦးဆုံးအကိုရဲ့နာမည်နဲ့အကိုအနိုင်ရခဲ့တဲ့မဲဆန္ဒအနေအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါဦးဗျကျွန်တော်နာမည်ခွန်စောလင်လို့ခေါ်ပါတယ်ကျွန်တော်ရှိ2025ရွေးကောက်ပွဲမှာကျွန်တော်ကိုစားပြုဝင်ရောက်ရှင်ပြိုင်တဲ့နေရာကတော့ရှမ်းပြည်နယ်မြို့သားလွတ်တော်ချိုးချကိုစားပြုစနစ် PR စနစ်အရမဲဆန္ဒနယ်အမတ်တစ်မှာဝင်ရောက်ရှင်ပြိုင်ပြီးတော့မှရွေးကောက်တင်မြှောက်ခံရတဲ့မြို့သားလွတ်တော်ကိုယ်စားလှယ်တယောက်လည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ဒီ2025 2026မှာပေါ့နော်ဒီပြင်အိုပါတီကအနာရကိုယ်စားလှယ်ဘယ်နှဦးလောက်ရှိမလဲဗျကျွန်တော်တို့ရွေးကောက်ပွဲစနစ်အရFPTP စနစ်ရယ် PR စနစ်ရယ်ပေါင်းပြီးတော့မှကျွန်တော်ကိုယ်စားလှယ်18ဦးစုစုပေါင်းရရှိထားပါတယ်ပြီးတော့မှအခုဒီနေပြည်တော်ကိုလာရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့မှနည်းနည်းလေးပြောပြပေးပါဦးဗျအခုကျွန်တော်တို့ဒါလာတဲ့ခီးစဉ်ကတော့ကျွန်တော်တို့ရွေးကောက်ပွဲမှာအနိုင်ရပြီးတော့မှလွတ်တော်ကိုယ်စားလှယ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်18ဦးကဒီတက်ဆိုင်ရလွတ်တော်အသီးသီးမှာတွားရောက်ပြီးတော့မှပြည်သူတွေပြရတဲ့တာဝန်တွားရောက်ထမ်းဆောင်ရတော့မှဖြစ်ပါတယ်ဒီခါကျတော့ကျွန်တော်တို့လွတ်တော်အသီးသီးမတွားခင်မှာကျွန်တော်တို့ရဲ့ဒီမြို့သားခေါင်းဆောင်ဖြစ်တဲ့ဦးအောင်ခန်းတီတွားပြီးတော့မှကတော့တဲ့တက်ဆိုင်ရလွတ်တော်တီတွားရမယ်ကိုယ်စားလှယ်ဒီပေါ်မှာလဲကျွန်တော်ရဲ့အမျိုးသားခေါင်းဆောင်ရဲ့ဩဝါဒကိုတွားပြီးတော့မှခံယူတာဖြစ်ပါတယ်နောက်တစ်ခုပေါ့နော်ဒီလာမဲ့လွတ်တော်ခင်းကျင်းမှာကျတော့ကျွန်တော်တို့အခုရွက်ကောက်ပွဲရဲ့မေရလက်ရကျွန်တော်တို့ကပေါ့နော်ဒီတိုင်းရင်းသားပါတီကခမများပါလာတယ်ပေါ့နော်ဆိုတော့ဒီလာမဲ့လွတ်တော်ခင်းကျင်းကိုခွန်စောလင်းအနေနဲ့ဘယ်လိုသုံးသပ်ရှင်လဲဗျအဲ့ဒီအခင်းချင်းမပြောခင်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားပြည်သူအလုံးသိရှိထားပြီးလဲဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံကတိုင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့နိုင်ငံဖြစ်တယ်တိုင်းသားအလုံးပြောမယ်ဆိုလို့ရှိရင်135မျိုးရှိတယ်လို့ကျွန်တော်တို့ကသိရှိထားတယ်ဆိုခါကြတော့ကျွန်တော်တို့ဒီကျုပ်မြန်မာနိုင်ငံရေးအရာကဒီလိုမျိုးတိုင်းသားအလုံးရဲ့အတန်ပေါ့နော်နားထောင်နိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကလည်းဒီအခင်းချင်းတခုရွေးကောက်ပွဲစနစ်လဲကျွန်တော်တို့လိလာသုံးသပ်ပြီးတော့မှကျွန်တော်နိုင်ငံနဲ့ဒါစီလျော်အဆတ်တဲ့စနစ်တခုပေါ့နော်အဲ့ခါကျတော့အခု2025မှာဒီလိုမျိုးကျွန်တော်တို့တိုင်းသားပေါင်းစုံအတန်တွေကျွန်တော်တို့လွတ်တော်မှာဖြစ်စေအုပ်ချုပ်ရေးမန်တိုင်မှာဖြစ်စေကျွန်တော်တို့ကတိုင်းသားစုံရဲ့အတန်တိုင်းသားစုံရဲ့စန္ဒကုစားပြုပါဝင်နိုင်ဖို့ဒါလိုအပ်တယ်ပေါ့နော်ဒါကြောင့်မလို့လေခု2025ရွေးကောက်ပွဲမှာကျွန်တော်တို့ရဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပြုလုပ်လာတဲ့ရွေးကောက်ပွဲအစစ်အဆက်မှာ2025ကျတော့ထူးခြားမှုတစ်ခုလေးပါလာတာပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ရဲ့ဒါရွေးကောက်ပွဲစနစ်ပေါ့ဒီရွေးကောက်ပွဲစနစ်မှာကျွန်တော်တို့ရဲ့ဒီအချိုးကျကိုစားပြုစနစ်ဆိုတဲ့စနစ်ပါရောနောကျင့်သုံးတဲ့ခါကျတော့အစောနာကျွန်တော်ပြောသလိုကျွန်တော်နိုင်ငံနဲ့စီလျော်အဆတ်တဲ့ရွေးကောက်ပွဲစနစ်တခုဖြစ်စေတယ်လို့ကျွန်တော်တို့အဲ့လိုမြင်တယ်ဒါကြောင့်လို့လဲဒီ2025ရွေးကောက်ပွဲမှာဒီအလွာပေါင်းစုံလူနည်းစုလူများစုဒါအားလုံးကိုစားပြုနိုင်လို့ပဲကျွန်တော်လူနည်းစုခြေခံမဲရကျွင်းကြံမဲရကျွန်တော်တို့မှာရွေးကောက်ခံကိုယ်စားလှယ်တွေကိုဆွဲတက်ဆိုင်ရလွတ်တော်တီတီကိုကျွန်တော်တို့ဆွဲခေါ်နိုင်တယ်ဆိုခါကျတော့ကျွန်တော်တို့လူနည်းစုတိုင်းသားအတွက်လည်းဒါအခွင့်အရေးတစ်ခုဖြစ်တယ်ကျွန်တော်တို့ဒီအလွာပေါင်းစုံဒီနိုင်ငံရေးပါတီအတီတီကိုလည်းတက်ဆိုင်လွတ်တော်ကိုခေါ်ဆောင်သွားနိုင်တဲ့ရွေးကောက်ပွဲစနစ်ဖြစ်ခါကျတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားစုံကျွန်တော်တို့ရဲ့အခင်းချင်းတစ်ခုလည်းဖန်တီးပေးနိုင်တယ်ပေါ့နော်ဆိုခါကျတော့ဒါကျွန်တော်နိုင်ငံမှာတိုင်းသားစုံတဲ့အတွက်အခုရွေးကောက်ပွဲစနစ်အရ PR စနစ်ပါဖန်တီးပြီးတော့ကျွန်တော်တို့တက်ဆိုင်လူနည်းစုတိုင်းသားတွေလည်းလွတ်တော်ထဲကိုခေါ်ဆောင်ပေးနိုင်တယ်အလွာပေါင်းစုံကိုစားပြုပါတီတွေလည်းလွတ်တော်ထဲကိုခေါ်ဆောင်သွားနိုင်တယ်ဒါကြောင့်မို့လာမယ့်အခင်းကျင်းမှာဆိုရင်လွတ်တော်ထဲမှာ
ကျွန်တော်တို့ရဲ့တိုင်းသားအစုံရဲ့လူမျိုးစုံရဲ့အတန်ကိုလည်းကျွန်တော်တို့အများကြီးနားထောင်လိုက်ရမယ်အခင်းချင်းဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီမိုကရေစီမှာပေါ့နော်လူနည်းစုရဲ့စံတာကိုလည်းကျွန်တော်တို့ပြစ်ပယ်လို့မရအောင်ဆိုခါကျတော့ဒီအခင်းချင်းကကျွန်တော်နိုင်ငံအတွက်လည်းလှပသွားတဲ့အခင်းချင်းဖြစ်မယ်နောက်တစ်ခုကကျွန်တော်တို့ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံမှာဆိုရင်မန်တိုင်ကြီး၃ရပ်ဥပဒေပြုရေးမန်တိုင်အုပ်ချုပ်ရေးတရားစီရင်မန်တိုင်စတဲ့မန်တိုင်ကြီး၃ရပ်မှာကျွန်တော်တို့ကလွတ်တော်တွေပေါ်လာတဲ့ခါကျတော့ကျွန်တော်တို့အချင်းချင်းကဒီမန်တိုင်၃ရပ်ခွဲဝေကျင့်သုံးတဲ့နေရာမှာကျွန်တော်တို့မန်တိုင်တစ်ခုကနေတစ်ခုကျွန်တော်တို့အပြန်အလှန် check and balance ထင်းကြီးလို့ရတာပေါ့နော်ဥပမာအဖြစ်ဒီအုပ်ချုပ်ရေးရန်တရားမှာဘာတွေဖြစ်နေလဲတရားစီရင်မန်တိုင်မှာဘာဖြစ်နေလဲဒါရင်းကြိုင်မှုရှိနေလားအကယ်လို့မန်တိုင်တစ်ခုကရင်းကြိုင်မှုရှိသွားလို့ရှိရင်ကျန်တဲ့မန်တိုင်တွေကကျွန်တော်တို့ပြန်လည်ဒါထင်းချောင်းပေးလို့ရတဲ့ခင်းချင်းကျွန်တော်တို့ရရှိမှာဖြစ်ပြီးတော့မှကျွန်တော်တို့အနာဂတ်ဒါမြန်မာနိုင်ငံမှာလည်းယခုအခြေအနေတဲ့ပူကောင်းတဲ့အခြေအနေတခုကျွန်တော်တို့ရောက်သွားမယ်လို့ကျွန်တော်တို့အဲ့လိုမြင်တယ်ပေါ့နော်နောက်တစ်ခုကဒီပေါ့နော်အခုခွန်စောတွေကဒီရုပ်ောက်ပွဲမှာပထမဆုံးပြင်ပြလာလဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအနိုင်ရတဲ့အပေါ်မှာဘယ်လိုခံစားရလဲနောက်ပြီးတော့မှဒီအပေါ်မှာရောဘယ်လိုခံယူထားလဲပေါ့နော်ဟုတ်ကျွန်တော်ကတော့ပိုးမျိုးသားတယောက်လည်းဖြစ်တယ်ဆိုခါကျတော့လူငယ်တယောက်လည်းဖြစ်တယ်ဒီပေါ်မှာပထမအဆုံးပြောချင်တာကဒါလူငယ်တယောက်ဖြစ်တယ်နောက်ကျွန်တော်ရဲ့ပညာရေးနောက်ခံကဒါဥပဒေဘွဲ့ရသမားလည်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ရတဲ့ပုံမှာအရင်ဦးဆုံးကတော့ကျွန်တော်ရဲ့မိခင်ပါတီဖြစ်တဲ့ပိုးမျိုးသားဖွဲ့ချုပ်ပြန်ဦးပါတီကနေဖြစ်ကျွန်တော်ကိုယုံကြည်မှုထားပြီးတော့မှဒါလူငယ်တယောက်ပေါ်မှာညှို့လင့်ထားပြီးတော့မှဒါလွတ်တော်နေရာကိုဝင်ရောက်ရှင်ပြိုင်စီတဲ့ပုံမှာနေရာပေးတဲ့ပုံမှာလူငယ်တယောက်အနေနဲ့ကျွန်တော်အများကြီးဒါဝမ်းသာဂုဏ်ယူတယ်ကျေးဇူးလဲတင်တယ်ပေါ့နော်ခုနေပြီးတော့မာရဥစေယဘုရားပေါ်ရောက်တော့ပေါ့နော်ဒီကိုစောလို့ကိုအားပေးကြတဲ့မက်ဆန်ဒါရှေ့အပေါင်းကိုစောလို့အနေနဲ့ဘယ်လိုစုတောင်းစကားများပြောချင်လဲဗျဟုတ်ကဲ့ကျွန်တော်တို့ဒါနိုင်ငံရေးရှောက်လန်းတဲ့ပုံမှာပေါ့နော်ကျွန်တော်တို့နိုင်ငံရဒါရွေးကောက်ပွဲတက်တန်းတစ်ခုနဲ့တစ်ခုကကျွန်တော်တို့9နှစ်တတ်မှတ်ထားတယ်ဒီ9နှစ်တော့တွင်းမှာပြန်ကြည့်လို့ချင်းဒါပြည်သူတွေကဒါ9နှစ်လုံးလုံးဒါရင်းနှီးမြှုပ်နှံမှုလုပ်ပေးလိုက်တဲ့သဘောပါပဲဆိုတော့ကျွန်တော်ရဲ့ဒီပြည်သူရေးရာ9နှစ်လုံးဒီရင်းနှီးမြှုပ်နှံမှုထားတဲ့ပုံမှာဒါအကျိုးထူးဖြစ်စေဖို့နော်ပြည်သူတွေရေးချဲ့ပေးတဲ့တာဝန်ပြည်သူအနာပြည်သူကိုယ်စားလှယ်နဲ့ပေးတဲ့တာဝန်ပေါ်မှာကျွန်တော်တူတယောက်အနေနဲ့ဆိုလို့ရှိရင်ပြည်သူပေါ်မှာတာဝန်ကြည်ကျင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မဲဆန္ဒရှင်မိဘပြည်သူတွေကလည်းကျွန်တော်တို့ဒါဒီမိုကရေစီရဲ့ကျင့်စဉ်တစ်ခုရကျွန်တော်တို့ရွေးကောက်ပွဲနေတဲ့စဉ်ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်ကိုရွေးချယ်တင်မြှောက်ပေးရတာဖြစ်တယ်ပြည်သူကိုစားဆောင်ရွက်နိုင်ဖို့ဒါ9နှစ်တကြိမ်ရင်းနှီးမြှုပ်နှံမှုပေးရတဲ့ဟာမှာကျွန်တော်တို့လည်းတကယ်ပြည်သူတွေကိုရင်းနှီးမြှုပ်နှံထားတဲ့အတိုင်း9နှစ်ပေါ့နော်ပြည်သူအကျိုးတွေကိုကျွန်တော်တို့ကပြန်လည်ပြီးတော့မှဆောင်ရွက်ပေးနိုင်ဖို့ဒါပထမအဆုံးကျွန်တော်ရဲ့စုတောင်းတဲ့စကားပေါ့နော်စုတောင်းပါတယ်နောက်ပြည်သူတွေကလည်းဒီကျွန်တော်တို့ပြည်သူအရေးနိုင်ငံအရေးမှာကျွန်တော်တို့ကဒါတကယ်ရင်ထဲကလာတဲ့စန္ဒပေါ့နော်မဲပေးရွေးချယ်လိုက်တဲ့အပေါ်မှာဒါယဉ်ကျေးမှုတစ်ခုလည်းဖြစ်တယ်အဲ့ဒီပုံမှာပဲကျွန်တော်တို့ကစိတ်တန်တန်နဲ့ဒါပြည်သူကိုယ်စားလှယ်တွေကိုဘယ်လိုပြောရမလဲလူလာတဲ့အချက်တွေရှိလို့ရှိရင်လည်းကျွန်တော်တို့ကပွင့်ပွင့်လင်းလင်းလွတ်လပ်စွာနဲ့သက်ဆိုင်ရာကိုယ်စားလှယ်တွေကိုတွားရောက်ပြီးတော့မှသိဆုံရင်းနဲ့ကိုတို့ကြုံတွေ့ရတဲ့ခက်ခဲရှိတဲ့ပြဿနာရှိတယ်ဆိုလို့ရှိရင်လည်းပြည်သူကိုယ်စားလှယ်ကနေတစ်စက်ဒါဖြည့်ချင်းတောင်းနိုင်ဖို့ပေါ့နော်ဒါပထမအဆုံးလူထုအနေနဲ့မဲဆန္ဒရှင်ပြည်သူတွေနဲ့လည်းတည်ထားဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တို့အနိုင်ရကိုယ်စားလှယ်ဆိုတာ
သူ့ကိုအားပေးထောက်ခံတဲ့ဒါလူမျိုးစုလောက်ပဲကိုစားပြုပေးရတာမဟုတ်ဘူးပေါ့နော်သူဝင်ရောက်ရှင်ပြိုင်လာတဲ့ဒီမဲဆန္ဒနယ်တစ်ခုလုံးပေါ်မှာသူပြန်ကြည့်ပေးဖို့လိုတယ်ဆိုခါကြတော့ကျွန်တော်တို့မှလည်းဒီမဲဆန္ဒနယ်အတွင်းပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအားကောင်းတဲ့အချမ်းရှိမယ်အားမကောင်းတဲ့အချမ်းရှိမယ်ကျွန်တော်တို့ဟိုအနိုင်ရစီတဲ့အချမ်းလည်းရှိမယ်ဒါပေမဲ့တစ်ဖက်တစ်ချမ်းမှာကိုအားပေးခြင်းနဲ့လွတ်တော်ကိုယ်စလဲကိုအကြောင်းမျိုးကြောင့်လိုအပ်တဲ့ခိုင်လုံမဲ့ရရုပ်ကောပွဲကိုယ်စလဲမရသွားပြီမဲ့လေဒါရုပ်ကောပွဲအနိုင်ရတဲ့ကိုယ်စလဲစီမှာကျွန်တော်တို့ကသွားပြီးတော့မှပြည်သူ့ရေးရမှာတင်ပြလို့ရတယ်ဒီလွတ်တော်ကိုယ်စလဲကလည်းဒီမဲဆန္ဒနယ်တစ်ခုလုံးမှာရှိတဲ့ပြည်သူတွေကိုဒါကိုစားပြုပေးရမယ်ဒါကတော့ကျွန်တော်ကိုထောက်ခံတဲ့အစုဒါတော့ကျွန်တော်မထောက်ခံတဲ့အစုကျွန်တော်တို့မှာခွဲခြားထားတာမရှိဘူးဒါကြောင့်လို့ပြည်သူတွေအနေနဲ့လည်းဒါရုပ်ကောပွဲပြီးတော့တက်ဆိုင်ရာမြို့နယ်အတီးတီးမှာကိုယ်စလဲတွေလည်းထွက်ရှိထားပြီးဖြစ်တယ်အဲ့ခါကျတော့ကိုလူချင်းတဲ့ဟိုကိုယ်စလဲကမဖြစ်သွားပြီမဲ့လေတစ်ဖက်မှာအနိုင်ရတဲ့ကိုယ်စလဲကိုကျွန်တော်တို့သွားပြီးတော့မှပေါင်းစပ်ညီနိုင်လို့ရတယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့ဟိုမဲဆန္ဒရှင်ပြည်သူတွေကိုဒီစကားလေးတော့အတိပေးခြင်းတယ်ပေါ့ဟုတ် ခုလိုဖြစ်ကြပေးတဲ့အတွက်ကျွန်တော်တို့အနေနဲ့လည်းကျေးဇူးတင်ပါတယ်ဗျာ ဟုတ်ကျေးဇူးတင်ပါတယ်